နေပြည်တော်တွင်တန်ရှင်းတရားလှပစေအတွက်စုပေါင်းတန်ရှင်းရေးများဆောင်ရွက်လျက်ရှိရာနေပြည်တော်ကောင်စီဥက္ကဋ္ဌဦးကမြင့်တန်းသည်ဒီကနေ့မနက်ပိုင်းမှာနေပြည်တော်ပြည်မနာမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစုပေါင်းရုံးမှမြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများလူမှုရေးတင်းဖွဲ့များနှင့်ဒေသခံပြည်သူများစုပေါင်းပြီးရုံးပတ်ဝန်းကျင်တန်ရှင်းတရားလှပရေးစောင်းနေမှုအခြေအနေများကိုကြီးစုစစ်ဆေးခဲ့ပါသည်အဲဒီနောက်နေပြည်တော်ကောင်စီဥက္ကဋ္ဌသည်လေဝေးမြို့ကရင်တရားစံပြည်သူ့စေယုံကြီးမှဌာနဆိုင်ရာဝန်ထမ်းများနဲ့ဒေသခံပြည်သူများစုပေါင်းပြီးစေယုံဝင်းအတွင်းပြင်ရှိတန်ရှင်းရေးဆောင်ရွက်နေမှုများကိုကျေးဇူးအားပေးခဲ့ပါတယ်။အဲဒီနောက်နေပြည်တော်ကောင်စီဥက္ကဋ္ဌသည်တန်ရှင်းရေးလာရောက်ဆောင်ရွက်တဲ့ဌာနဆိုင်ရာဝန်ထမ်းများနဲ့ဒေသခံပြည်သူတို့အားအခြေခံစားတောက်ကုန်များကိုတတ်မှတ်ရည်ညွှန်းစဉ်တို့ဖြင့်ရောင်းချပေးနေမှုအားကျေးဇူးပြီးတန်ရှင်းရေးလာရောက်ဆောင်ရွက်သူများအားစားတောက်ဖွယ်ရာများဖြန့်ဝေပေးကစေယုံအတွက်လူငွေများပေးရလှူဒန်းခဲ့ကြောင်းလည်းသိရှိရပါတယ်ခင်ဗျာ။